ဒီမိန်းကလေးဟာအိမ်တော်ပြူရသေးပဲနဲ့မိခင်တယောက်ဖြစ်လာလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ဘူးခဲ့ပါဘူးပိုပြီးထူးဆန်းတာကအဲ့ဒီကလေးမလေးဟာလျှက်စစ်တိုင်ထဲကနေထွက်လာတာဖြစ်နေတာပါပဲဒါတင်မကသေးပါဘူးမနေ့ကတင်ချစ်စရာကောင်းတဲ့ကလေးလေးပဲရှိသေးတဲ့သူကဒီနေ့ကျတော့ရုတ်တရက်ဆိုသလိုဆယ်ကျော်သက်မိန်းကလေးတယောက်ဖြစ်သွားတာကတော့တကယ်ကိုမယုံနိုင်စရာပါပဲဒါဟာပုံရိပ်ရောင်လောကနဲ့လက်တွေ့လောကဒွန်တွဲနေတဲ့ခေတ်ကာလတစ်ခုပေါ့လူတွေဟာ VR နည်းပညာတွေကတဆင့်ပုံရိပ်ရောင်ကဘာထဲမှာအပြည့်အဝနှမျောနေကြတာပါဒီစနစ်ကြီးတစ်ခုလုံးကိုတော့နာမည်ကြီးပုံရိပ်ရောင်ဆိုတော့ဖြစ်တဲ့ AI စနစ်ကပဲအလိုလျောက်စီမံခန့်ခွဲပေးထားပါတယ်ဒီလွတ်လပ်တဲ့ပုံရိပ်ရောင်လောကထဲမှာလူတွေဟာတိုက်ခိုက်လို့ရတယ်လို့အိုင်တော်တွေလည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့ရဲ့ဇက်လိုက်မလေးလီဆာကတော့ဒီလောကရဲ့ထိပ်တန်းကစားသမားတစ်ယောက်ပါတနေ့ကို6နာရီကနေ9နာရီအထိ online ပေါ်မှာအချိန်ကုန်ဆုံးလေးရှိပါတယ်သူ့ကိုအိမ်ထဲမှာပဲအောင်းနေတဲ့သူလို့တော့မထင်လိုက်ပါနဲ့သူဟာအရန်ကိုကိုယ့်ခြေထောက်ပေါ်ကိုရက်တည်ခြင်းတဲ့သူမို့လို့ငငယ်ရွယ်ရွယ်နဲ့အိမ်ကနေခွဲထွက်လာခဲ့တာပါသူ့မိကအရာရာတိုင်းမှာပထမရောက်မှဖြစ်မယ်ဆိုပြီးအရန်ချုပ်ချယ်လွန်းတာကြောင့်လဲပါတာပေါ့အိမ်ကနေခွဲထွက်လာပြီးတဲ့နောက်မှာတော့သူဟာကိုထောက်ပံ့ပြီးလွတ်လပ်စွာရှင်သန်ခဲ့ပါတယ်မျက်လုံးကြီးအပြူသားနဲ့သတိမိနေတာကိုဘယ်သူမှမရိပ်မိသွားလို့တော်သေးတာပေါ့ဂိမ်းဆော့လိုက်ဖျော်ဖြေပွဲကြည့်လိုက်နဲ့သူ့ဘဝကပြည့်စုံနေပြီလို့သူထင်ခဲ့တာဒါပေမဲ့လက်တွေ့လောကကိုပြန်ရောက်တာနဲ့သူဟာတာမန်အထက်တန်းကျောင်းသူလေးတစ်ယောက်ပါပဲဒီနေ့မှာတော့အချိန်ပိုင်းလောက်ကအပြန်အိမ်သွားလမ်းမှာကျေတကွန်တစင်းကိုမြင်လိုက်ရပါတယ်လီဆာဟာချက်ချင်းပဲချမ်းသာပါစေဆိုပြီးဆုတောင်းလိုက်တာပေါ်တာပဲမဲ့သူမသိလိုက်တာကတော့အဲ့ဒီကျေတကွန်ဟာလျှက်စီးရင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးသူ့အိမ်စီကိုတက်တက်မတ်မတ်ပြစ်ချလိုက်တာပါပဲလီဆာအိမ်ပြန်ရောက်တဲ့အခါမှာတော့တောက်ပနေတဲ့လျှက်စစ်တိုင်ကြီးတစ်ခုကိုသူ့အိမ်ထဲမှာတွေ့လိုက်ရပါတော့တယ်